Kinsey ရဲ့ board ပေါ့နော်ဆိုတော့ဒီမှာဆိုလို့ရှိရင်ခုနကတော့ပြောရတဲ့အတိုင်းပဲ Kinsey ကိုယ်တိုင်လည်းဒါစသုံးတာမကြသေးဘူးဒါပေမဲ့ Kinsey သုံးတဲ့ strategy တစ်ခုပြောပြရမယ်ဆိုရင် Outland the curriculum နဲ့မှဝင်သွားတယ်ဒီမှာအရင်ဆုံး concept ဆိုတဲ့ဟာကြီးရှိရပေါ့နော်ဒီအနေနဲ့ကခုနကတော့ပြောလို့ပဲ foundation ကိုပိုင်နိုင်အောင် concept တစ်ခုလုံးနားလည်အောင်အရင်ဆုံးဒီ foundation တို့ထဲကဒီ concept တွေကိုအရင်ဆုံးအကုန်လုံးလိုက်တယ်လုပ်ပြီးသားရဆိုရင် example လေးနဲ့ပြရမယ်ဆိုဥပမာ danger with static electricity ပေါ့နော် okay ဒီ danger with static electricity မှာဆိုလို့ရှိရင်ခုနကတော့ဒီ Outland နဲ့မှာ Kinsey ပြောခဲ့တဲ့ factors တွေအကုန်လုံးပါတယ်ပေါ့နော်ဒီမှာဆို duration တစ်ခုပါတယ်ဆိုတော့ဒီဟာကို60 minutes ကြာဆိုလို့ရှိရင်လည်းတခြား sub topic တွေဆိုလို့ရှိရင်အလွန်ဆုံးကြာမိနစ်30မိနစ်20ဒီလောက်ပဲကြာရမှာဆိုတော့ဒီ chapter တစ်ခုလုံးပြီးဖို့အချိန်လောက်ကြာခဲ့ရပဲဆိုလို့ရှိရင်နောက် chapter ရေးဆိုလို့ရှိရင်ဘယ်ဒီမှာဘယ်နည်းလောက်ဆိုလို့ရှိရင်ပြီးနိုင်ပြီဆိုတော့သိနိုင်တာဖြစ်တဲ့ကြောင့်မလို့ Hamway ရဲ့ဒီ deadline ပုံမူတည်ပြီးတော့ကိုကအချိန်ကြီးကိုအတိုးလျှော့လုပ်လို့ရတယ်ကိုရဲ့ speed တွေကိုအချိန်တိုးလျှော့လုပ်လို့ရတယ်ပေါ့နော်ဆိုတော့ဒါတွေကအများကြီး effective ဖြစ်စေပါတယ်ပြီးရင်ဒီ concept တစ်ခုလုံးကိုအကုန်လုံးပြီးသွားရဆိုလို့ရှိရင်ဒီအောက်မှာ flash card လေးပါတစ်ခါနဲ့တွဲပါတယ်ပေါ့နော်ဒီကူတကအရင်တော့လိုမျိုး Google မှာသွားခောက်ပြီးတော့ flash card တွေသွားရှာပြီးတော့ worksheet တွေလုပ်နေကြမလို့တော့ဒီမှာတစ်ပါးရဲပါတယ်ပြီးသွားလို့ရှိရင်ဒီလေးကပါရဲဟာဆိုလို့ရှိရင် Kinsey တရားဖွင့်ပြမယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင် masking တွေမှာပါတယ်ဒီ marking points တွေပါတစ်ခါနဲ့ပါဖြစ်တဲ့ကြောင့်တစ်ခါလေးရလို့ရှိရင် Pearson ကသူတို့ရဲ့ marking scheme မှာအကျက်တက်တယ်အထူးသဖြင့်ဒီ ICT ကို CS မှာဆိုလို့ရှိရင်သူတို့ပြောရတဲ့စကားလုံးမပါနေဘူးကိုယ့်ရဲ့ answer မှတ်နေရဆိုရင်တော့အမှတ်ကမရတတ်ဘူးပေါ့နော်ဒီမှာ marking points တွေပါရအရန်ကိုအထောက်အကူဖြစ်ပါတယ်ပြီးရင်တစ်ခါလေးနားမလည်ဟာရှိရဆိုလို့ရှိရင်လည်းအောက်မှာမြန်မာလိုကိုတစ်ခါနဲ့ translate လုပ်ပေးရတာဖြစ်တဲ့ကြောင့်လို့ပို့ပြီးတော့နားလည်လွယ်စေပေါ့နော်Kinsey တော့အများကြီးထောက်ကူဖြစ်တယ်ဘာဖြစ်လဲဆိုတော့ Kinsey ကိုယ်လည်းတချို့စကားလုံးတွေကအကုန်လုံးနားမလည်နိုင်ကိုအတွက် news ဖြစ်စေနိုင်တယ်ဆိုတော့အဲ့ဒီမှာဒီလိုမျိုးတွေပါဖြစ်တဲ့ကြောင့်လို့ပို့ပြီးတော့တရားရောက်ကကို explain လုပ်ပေးနေတယ်လို့ပဲ guide တယောက်ရှိနေပေးလို့ပဲဒီကအချိန်မီနဲ့ပြင်ကြည့်လို့ရတယ်ကိုအတွက်လည်းအထောက်အကူအများကြီးဖြစ်စေရပေါ့နော်ပြီးရင်သဘောအကျဆုံးချက်ကတော့ exam tips ပဲပေါ့နော်ဘာလို့ဆိုတော့ခုနကပြောလို့ပဲ Pearson ကမထင်တဲ့ဟာခဏမေးပါတယ် CS ကဆိုလို့ရှိရင်အဲ့လိုပဲပေါ့နော်ဆိုတော့ဒီအောက်မှာဒီလို exam tips တွေကနောက်ဆောင်ဝင်ကြလို့ရှိရင်လူမျိုးပါလာနိုင်တယ်ဆိုတဲ့ဟာကိုတစ်ခါနဲ့စဉ်းစားရလို့ရမို့လို့အများကြီးလည်းအထောက်အကူဖြစ်ပါတယ်ဒါကတော့ hyper အနေနဲ့ဆိုလို့ရှိရင်ဒါ hyper နဲ့လောက်ကြအရာတစ်ခုဆိုလို့ရှိရင်မမားဘူးပေါ့နော်ပြီးရင်ဒီအောက်မှာ year arc တွေပါတာအများကြီးထောက်ကူဖြစ်တယ်Kinsey တို့ဒီအကြောင်းမှာတင်တဲ့ ICT ကတော့ပြောရပေါ့နော်သူပြောမှသတိထားမိရတာတော့ဘာလဲဆိုတော့ဒီနေ့တဲ့အော်တိုဝန်နိုဝင်ဘာ ICT ဖြစ်ရင်တဲ့အရင်နှစ်တွေတုန်းကအော်တိုဝန်နိုဝင်ဘာတော့မေးခဲ့တဲ့ပုံစံအပဲကြီးတဲ့ပုံစံအပဲကြီးဆိုတာတဲ့အဲ့ဒီဟာကိုပို့ပြီးတော့သူတစ်ပြည့်ပေါ့နော်အဲ့ဒီဟာ focus ထားပြီးတော့ကြီးတယ်ဘာလို့ဆိုတော့ဒီလိုပုံစံမျိုးတွေကပြန်ပါလာတတ်တယ်ဆိုတော့ဒီနေရာမှာဒါကအများကြီးထောက်ကူဖြစ်သွားတယ်တကူတက mask game တွေရှာကြည့်ပတ်စီပါတယ်ဖွင့်ပြီးတော့ဘယ်နှစ်တော့မေးတော့လည်းမသိဘူးဒီနေ့ကျရင်တော့ထားရပါမှာလားဘယ်လိုမေးလာမှာလဲဆိုတဲ့ဟာတကူတကမျိုးစီလဲထုတ်စရာမလိုတော့အချိန်လဲကုန်ကြတာပြီးတော့ဒီမှာတစ်ခါနဲ့ပါတာဖြစ်သွားတယ်ဒါဆိုရှင်Kinsey လိုမျိုးခဏမိတဲ့လူတွေအတွက်အကောင်းဆုံးမှာပါလဲဆိုတော့အစားရတဲ့ခဏမိတဲ့ဆိုဒီမှာ active record လုပ်ဖို့အတွက် revision ဘယ်တော့ကြာလို့ရှင်လုပ်ရမယ်ပြီးရင်ဒီနေ့လုပ်ပြီးသွားရှင်နောက်ချိန်ဘယ်ချိန်မှာပြန်လုပ်ရမလဲဆိုတဲ့ဟာပါနေပြီးတော့ပေါ့နော်ဆိုတော့ကိုတစ်ခါလည်းမိတတ်တယ်တစ်ခါလည်းရလို့ရှင်ကားလိုလာပြောမှစားလုပ်ပြတာတော့အဲ့လိုမျိုးဆိုလို့ရှင်စိတ်ပူစရာမလိုတော့ဘူးပေါ့နော်ဒီမှာတစ်ခါနဲ့တခုဆိုရင်အမြဲဖုန်းသုံးနေတဲ့လူတယောက်အတွက်ဆိုရင်အဆင်ပြေရပေါ့နော်ဒီကနေ reminder လေး notification တက်လာပြီဆိုလို့ရှင်ငါဒီကပြန်လုပ်ရမှာပဲမမေ့ခင်လုပ်တော့မယ်ဆိုပြီးတော့တစ်ခါနဲ့ check မိသွားရပေါ့နော်ဘာလို့လဲဆိုတော့ reminder စီကဒီ flash card တွေပြန်ပြောရရဲဆိုတာအချိန်ကြာပြီးလုပ်ရတယ်မဟုတ်စားတော့တူကစားလို့တော့မယ်ဆိုရင်ဒီတနားရစားလို့မယ်ဆိုရင်စားလို့ထုတ်ပြီးတော့တရွက်ချင်းတွေလက်ပြီးစားပြန်ကြည့်နေရမဟုတ်ဒီဟာကိုမရတဲ့ဟာတွေပဲကျစ်ဆုပ်ထားဖြစ်တဲ့ကြောင့်မလို့ဒီဟာမရသေးဘူးဒီဟာမမိတယ်မသိဘူးဆိုပြီးဖြေလိုက်ဖြေပြီး tick လုပ်လိုက် that's it အချိန်အရင် like time consuming လည်းဖြစ်တော့အရင် efficient ဖြစ်တယ်ပေါ့နော် Kinsey ကတော့ဒါသဘောကျတယ် Kinsey ပြောပြရမယ်ဆိုပထမဆုံးဒီ3ရက်မှာတော့လို့ရှိရင်အဲ့တော့ဆို notification တွေအရင်တက်လို့ကိုတော့ပြောရတယ်နည်းနည်းလေး time လေး space တွေချပေးပါဆိုပြီးအဲ့တော့ Kinsey ကဖြစ်ချင်တော့အစကနေလုပ်မယ်ဆိုပြီးတော့ခုနကပြောသူပဲပေါ့နော် concept ပိုင်အောင်လုပ်မယ်ဆိုပြီးတော့ဒီ unit 1 maths ဒီဟာကို foundation ကြည့်အောင်လုပ်မယ်ဆိုပြီးအဲ့ထဲမှာပြည့်တော့ flash card တွေကလည်းပါတယ် flash card တွေကဖြစ်ချင်တော့အဲ့နေရာ unit တစ်ခုလုံးလုပ်လိုက်တော့အများကြီးပဲတက်လာတယ် Kinsey ကိုလည်းတခုဆိုကိုယ့်ကိုအားမရရမှာပါတော့နည်းနည်းလေးမရတယ်အဲ့ဒါကို camera မှာထည့်လိုက်ပြီးဥမာmarking point က3ခုပေးရတယ်3ခုပေးရ2 point ရတယ်တစ်ခုမရအောင်ဆိုတာနဲ့မရတော့ဒီဟာမှတ်မိလို့ဆိုပြီးတော့တခါနဲ့ camera ထည့်လိုက်ပြီဆိုတော့နူတီရဲ့အများကြီးတက်လာဒါပေမဲ့အဲ့ဒီတက်ကတော့အကုန်လုံးလိုက်တယ်ပေါ့နော်အဲ့ဒီ marking points တွေသူတို့ပေးရတဲ့ reminder အတိုင်းကြီးစားလုပ်လိုက်တဲ့အချိန်မှာတ
တစ်ပတ်ပဲတကယ်တစ်ပတ်ပဲအဲ့ဒါကိုတေးချာ design မှတ်လုပ်ရချိန်မှာအများကြီး effective ဖြစ်တယ် trust me တကယ်ပြောဒီမှာ revision tip box ကို tick လုပ်ရတဲ့ခံစားချက်ကလည်းဒီဘာနဲ့မှလည်းလို့မရအောင်စာတစ်ခုကိုမှတ်မိသွားရဆိုလို့ရှိရင်အရင်ပြောရတာကျောင်းသားတိုင်းနဲ့ခံစားမှုပါတော့ဒီညမှာရီးကြတစ်ခုရှိရပေါ့နော်ခင်စီအဲ့တော့Kelvin နဲ့ Celsius ရဲ့ဆက်တယ်ရက်ကိုအမှတ်မိဘလို့မမှတ်မိဘူး273.15ဘလို့မမှတ်မိရဲ့အချိန်မှာအဲ့တော့ active record တော့လောက်တိလုပ်တယ်ဒါပေမဲ့မရအောင်3ခါလောက်လည်းလုပ်ပြီးရဲ့အချိန်မှာမရတော့ညအဲ့ဒါကိုထားရွက်တယ်273.15ဆိုပြီးတော့ဘယ်လောက်ထိဆိုရလဲဆိုတော့ Telegram မှာဖိုင်မှာ273.15ဆိုပြီးတော့အဲ့တရက်ကိုထားလိုက်တယ်ထားလိုက်ပြီးတော့အားလို့ရှိရင်ဒီက reminder တက်လာအဲ့ဒါလုပ်တယ်ပြီးမမှတ်မိဘူးဆိုလို့ရှိရင် Telegram မှာသွား check လိုက်တယ်မှန်တယ်ဆိုလို့ရှိရင်ပြီးတော့မှတော့ပြန် check လိုက်ကျွန်တော်အဲ့လိုမျိုးလုပ်ဖြစ်တယ်ပေါ့နော်ဒါကတော့ fan ဖြစ်ဖို့ကောင်းမှဒါကိုယ့်ရဲ့personal လုပ်တဲ့ပုံစံတယောက်နဲ့တယောက်နဲ့တူမှာမဟုတ်ဘူးပေါ့နော်ဒါကတော့ cancel လုပ်တဲ့ပုံစံဒီ current member function ကလည်းတကယ်အသုံးဝင်မယ်ပေါ့နော်ကျွန်တော် cancel ဒါလေးပြမယ်ဆိုတော့ဒီမှာဆိုလို့ရှိရင် answer မှာတစ်ခါနဲ့ပါတယ်တကူတကရဲ့သွားရှာဖို့လည်းမလိုတော့ဘူးဒီအားလေးကိုနှိပ်လိုက်တာနဲ့အဲ့ page ကိုတန်းပြီးရောက်သွားဆိုတော့ဒီဟာသုံးတဲ့ကောင်းဆုံးအားသာချက်ကတော့အချိန်ရမ်းတက်တာဒုတကရဲ့အဲ့လိုမျိုးလှုပ်ရှားမှုတော့ဒီဟာတော့အရင်သဘောကျတယ်ဒီမှာအလို့ပြန်ချရင်ဆိုတဲ့ဟာလေးပါတယ်ပေါ့နော်ဆိုတော့ဒီအောက်မှာတစ်ခါနဲ့ချရေးပြီးတော့တစ်ခေါက်နှစ်ခေါက်သုံးခေါက် cancel ကတော့ဘယ်လိုမျိုးလုပ်လဲဆိုတော့ပထမဆုံးလုပ်တဲ့ first revision တော့ချရိုက်တယ်ပြီးရင်ဒုတိယနဲ့တတိယခေါက်ကိုကြတော့မရေးဘူးဒီတိုင်းမှတ်ထားလိုက်တယ်ပြီးရင်နောက်ဒီမှာ revision တွေရှိတယ်မို့လို့အဲ့ချိန်ကြတော့မှမှတ်မိအောင်လို့ထပ်ချရေးလိုက်တယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ဒီတစ်ခေါက်မှာအဲ့လိုရေးပြီးမှဒီမှာ space မကျန်တော့မှဆိုပြီးတော့အဲ့လိုနောက်ပိုင်းကြာလုပ်ပြီးတော့မှဒီမှာရေးမယ်ဆိုပြီးတော့အဲ့လိုထားရတာပေါ့နော်ပထမဆုံး၃ခေါက်ကိုကတော့ပထမတစ်ခေါက်ရေးပြီးဒုတိယနဲ့တတိယတစ်ခေါက်ရေးဦးစတုတ္ထတစ်ခေါက်ကျမှရဲမှာရေးပြီးတော့အဲ့လိုမှတ်သိရှိရပေါ့နော် cancel လုပ်တဲ့ပုံစံမှာကိုယ့်ကို note တွေရေးလို့ရတယ်ပြီးဒီမှာဘယ်လိုမျိုး remember လုပ်ရမယ်ဆိုတဲ့ step လေးပါပါတယ်ပေါ့နော် and then ဒီမှာနောက်ထပ်ပါတဲ့ factors ကပြီးရင်ဒီမှာတစ်ခါနဲ့ tracker လေးပါဖြစ်တဲ့ကြောင့်မလို့ကိုကဒီဟာကိုဘယ်နှခေါက်လုပ်ပြီးသွားပြီဒီအချိန်ကြလို့ရှိရင်ပြန်လုပ်ရမယ်ဆိုတဲ့ဟာအကုန်လုံးဒီထဲမှာအကုန်လုံးပြန်ကြည့်လို့ရတယ်ဒါပေပြီးသွားရဆိုလို့ရှိရင်တော့ strategy တည်ပြီဆိုတော့ flashcard တွေပြီးသွားရဆိုရင်ဒီမှာနောက်ထပ်သဘောကျတဲ့အချက်ပေါ့နော်တကယ်တော်သဘောကျရဲ့အရင်တော့လည်းခံခဲ့ပြီးရဲ့အရာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ exam strategy ကိုကောင်းကောင်းနားမလည်ရပဲဒီဘုံမှာသူတို့က masking မှာအစကတည်းကမှတ်ကမပေးချင်မအောင်ဆိုရဟာ masking မှာဆိုလို့ရှိရင်မိကုန်းနေမှာဆိုရင်လည်းသူတို့ key points တွေပုံမူတည်ပြီးတော့အဖြေကပေးရတာပေါ့ဒီဥပမာ accuracy နဲ့မေးလိုက်ဘယ်လိုမျိုးဖြေရမလဲပို့ပြီးတော့ accurate ဖြစ်အောင်ဘယ်လိုဖြေရမလဲ precision နဲ့မေးလိုက်လို့ရှိရင်ဘယ်လိုဖြေရမလဲစသဖြင့်ဒီလိုမျိုးတွေမှာမူတည်ပြီးတော့ answer ရလည်းကွာဖြစ်တဲ့ကြောင့်မလို့ဒီမှာဆိုရင်တစ်ခါနဲ့လေခုနှစ်တုန်းကဘယ်လိုမျိုးမေးသွားတာပြီးသွားလို့ရှိရင်ဒီဟာတွေရောဘယ်လိုဖြေလဲအမှတ်ပြရချင်တဲ့ကျောင်းသားတွေမျိုးတော့ဒါတော့အများကြီး effective ဖြစ်မယ်ဆိုတော့ပြောလင်းပါတယ်ယုံလဲယုံကြည်ပါတယ်နောက်ဆုံးတစ်ဆင့်တစ်ခုပဲကျန်တော့ရယ် past paper စကိုင်လို့ရပါပြီဒါအပြင်ကို past paper မှာကိုတစ်ခါတည်းရလို့ရှိရင်2မှတ်နဲ့3မှတ်နဲ့မိတတ်တဲ့ဒီ glossary ကိုလည်းဒီလိုတကဖတ်စာကိုဒီမှာလိုက်ရှာပြီးတော့ definition တွေရှာပြမလို့ပါဘူးဒီမှာတစ်ခါနဲ့တစ်ပါးနဲ့အကုန်လုံးပါဖြစ်တဲ့ကြောင့်မလို့2မှတ်နဲ့3မှတ်တန်လေးရအစားအမှတ်မလျှော့ရင်လည်းတွေအတွက်ကတော့အများကြီးထောက်ကူဖြစ်ပါတယ်ဆိုတော့ဒါ Kinsey ထုတ်တဲ့ပုံစံလေးပေါ့နော်